မင်္ဂလာပါအခုခေတ်စားနေတဲ့ trend ဖြစ်နေတဲ့တကြားပြတ်မယ်ဆိုတဲ့စကားလေးကိုထက်အမြင်နဲ့ထက်တို့ရဲ့18ချက်မိသားစုကြီးကိုခုလိုလေးမျှဝေပေးချင်ပါတယ်ပြီးတဲ့အထိကြည့်သွားဖို့အားလုံးကိုမြတ်တိုက်ခံပါတယ်နော်ပြီးတော့ရင်ကို့အမြင်လေးကိုလည်းလာပြီးတော့ဒီမှာမှန်သွားပေးပါဘာဖြစ်လို့လဲဆိုတော့ထက်တို့တယောက်နဲ့တယောက်ဟာဒီအချိန်မှာဒီတယောက်နဲ့တယောက်မြတ်တာတွေပို့ထားပြီးတော့မှဆက်သွားရမယ်အချိန်ဖြစ်နေလို့ပါအဲ့တော့ထက်တို့တကြားပြတ်မဲ့အစားကိုတော့ကအပူပေးတဲ့သူတွေကိုဖျက်ချလိုက်ပါလို့ထက်ကဒီနေရာကနေပြောပြပေးချင်ပါတယ်ထက်ကိုယ်တိုင်နဲ့အဲ့ဒီလိုပဲကိုကဒီလူကိုတွေ့နေစိတ်မချမ်းသာဘူးဒီလူကိုမြင်နေရရင်ဒေါသထွက်တယ်ဒီလူကိုဒီစာတွေသူ့ရဲ့စာတွေကိုမြင်နေရလို့ရှိရင်စိတ်ထဲမှာတောကတွေအပူတွေဖြစ်တယ်ဆိုလို့ရှိရင်အဲ့လိုလူတွေကိုကိုယ့်ရဲ့ဒီမီဒီယာတွေကနေလည်းဖျက်ချလိုက်ပါကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးကဏ္ဍကနေလည်းရှောင်ပြီးတော့နေတတ်အောင်ကြိုးစားကြည့်ပါတကယ်တမ်းကထက်တို့ကအပူတောကတွေဆိုတာကလေထက်တို့ခန္ဓာကိုယ်ရဲ့ကနေထက်တို့ကိုထက်တို့ဒါကိုဖာတာမတိလိုက်ဖာတာမွေးမြူနေတဲ့အရာတွေဖြစ်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ထက်တို့အဲ့ဒီအပူတောကတွေညားလာတဲ့လူတွေဟာဘဝမှာအမြဲတမ်းစိတ်ရှုပ်ထွေးပြီးတော့မှပိုကောင်းတဲ့စီးပွားရေးလုပ်ငန်းတွေပိုကောင်းတဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့တွေနောက်ပြီးတဲ့အခါကျလို့ရှိရင်ကိုယ်တိုင်စိတ်ချမ်းသာကျန်းမာပျော်ရွှင်ဖို့တွေကိုတကားတွေပေါင်းမြောင်များစွာကိုပိတ်လိုက်တာနဲ့အတူတူပဲအဲ့ဒါကြောင့်ကိုထက်ကတော့ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးကဏ္ဍဟာအရန်ကိုအရေးကြီးတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘယ်လိုလူတွေနဲ့ပေါင်းသင်းနေတာလဲဘယ်လိုစကားတွေပြောနေတာလဲဘယ်လိုပြုမှုမျိုးတွေလုပ်နေတာလဲကိုကဘယ်လိုဆရာသမားတွေစီမှာတင်ယူနေတာလဲဆိုတာကထက်တို့အတွက်နေ့စဉ်လောက်ရကြီးတစ်ခုဖြစ်နေတဲ့အတွက်အရေးအကြီးဆုံးခန္ဓာထဲမှာပါဝင်ပါတယ်အဲ့ဒါကြောင့်မို့ကိုကသူများစီမှာသွားပြီးတင်ယူမယ်ဆိုလို့ရှိရင်လေတကယ်ကိုပဲလက်တွဲရသွားတဲ့အစဉ်ပြေနေတဲ့ပျော်ရွှင်နေတဲ့လွတ်မြောက်နေတဲ့အကောင်းကိုပြုပြင်ပေးနိုင်တဲ့အမုန်းခံနိုင်တဲ့နော်ကိုကောင်းဖို့အတွက်ဆိုရင်သူတို့ဘယ်လိုပဲပြုပြင်ပေးရလုပ်ပေးမယ်ဆိုတဲ့ဆရာသမားတွေကိုဒါထပ်တော့ဒါစီကက်စေခြင်းနဲ့အတူတူရှိစေခြင်းနဲ့ပြီးရင်ထပ်တို့တွေတင်တန်းနေတော့တက်တယ်ကွာဒါပေမဲ့လက်တွေ့ line မလုပ်ဘူးဆိုတဲ့လူတွေလည်းရှိတယ်အဲ့တော့နေလန်းနေသိရင်ချက်ချင်း right now ချက်ချင်းလောက်ပါเนาะ do it now ပဲချက်ချင်းလောက်ပါဘာဖြစ်လို့လဲဆိုတော့ထက်တို့ကဒီနေ့လောက်နေတဲ့အကြောင်းအရာတိုင်းဒီထက်တို့ရဲ့အနာဂတ်မှာဖြစ်လာမယ်ပုံရိပ်ပဲဒီနေ့မှာငါအလေလိုက်သလားငါအချောင်းနေခိုးသလားငါ comfort zone တွေကမထွက်ဘူးလားဒီလိုမျိုးကိုပြန်ပြီးတော့ reflection လုပ်ဖို့လိုအပ်တယ်ကိုပြန်သုံးသပ်ပါငါဒီနေ့လုပ်နေရကငါမိသားစုအတွက်ဘာကောင်းကျိုးရှိလဲငါဒီနေ့ပြုတ်မှုပြောဆိုနေထိုင်နေတာတွေကငါပတ်ဝန်းကျင်အတွက်ဘာတွေကောင်းကျိုးရှိတယ်လဲငါကိုယ်တိုင်အတွက်ကောဘယ်လို improve တွေ growth တွေဖြစ်လာလဲဆိုတဲ့ဟာမျိုးလေးတွေကိုပြန်ပြီးတော့စဉ်းစားပြီးတော့မှလက်တွေးကြပြစ္ဆုတ်ပံတက်တဲ့မှာနေပြီးတော့ဘဝကိုအကောင်းဆုံးရှောက်လန်းနိုင်ပါစေကျေးဇူးတင်ပါ